ဝန်စီကသူနဲ့မလိုက်ဖက်တဲ့ရှောင်းဆုံးကာလာတွေနဲ့ဖလန်ဖြစ်နေပါတယ်အမြဲတမ်းကြောက်ရွံ့တရုပ်လိုအေးဆက်တောင်တင်နေတတ်တဲ့ဝန်စီကအခုဆိုရင် Blackpink တခြင်းနဲ့တောင်ကနေပါတယ်ဒီလိုဖြစ်လာရတဲ့အကြောင်းရင်းကလွန်ခဲ့တဲ့16နာရီလောက်ကစားပါတယ်ဟိုက်တကောင်နဲ့တောင်ထိမရလို့ခေါင်းခဲနေချိန်မှာနောက်ထပ်တကောင်ပေါ်လာတဲ့အတွက်ရဲမှုရောကြောင်းအုပ်ပါစိတ်ညစ်နေကြပါတယ်အတမ်မီသားစုကလည်းလူတွေကိုအန္တရာယ်ဖြစ်စေနိုင်တဲ့အမှုအခင်းတွေမှာအမြဲပါနေလို့ရဲမှုကချင်နေပါတယ်ဒါပေမဲ့ရဲမှုက Nevermore မှာလုံခြုံရေးမထားပဲဇွန်ဘီတွေ့တယ်ဆိုတဲ့တင်မင်းပွဲတော်ကိုပဲရဲတွေအကုန်လှုပ်ခဲ့တာကို Gomez ကထောက်ပြလိုက်ပါတယ်ဝန်စီကလည်းထိုင်လာပါမယ်လို့သူကြိုသတိပေးခဲ့တာတောင်ရဲမှုက Nevermore မှာလုံခြုံရေးတယောက်မှမထားခဲ့တဲ့အတွက်ရဲမှုအမှားလို့တောင်အပြစ်တင်လိုက်ပါတယ်တင်းမာမှုတွေကြားမှာကြောင်းအုပ်ကပဲចောင်းသားတွေညမထွက်ရအမိန့်ထုတ်ပြီးအားလုံးကိုရှင်းကြားစေပေးလိုက်ပါတယ်ဝန်စီကတော့သူ့စိတ်ဆွမ်းရင်ပြန်ရအောင်လုပ်ဖို့ပဲအာရုံစိုက်နေပါတယ်ဝင်းညင်လက်ပြ Wings ကလည်းကူညီပေးပါတယ်ဝန်စီရဲ့စိတ်ဆွမ်းအားဟာမျိုးရိုးစင်ဆက်ချိတ်ဆက်ထားတဲ့စွမ်းရည်ဖြစ်ပါတယ်အမေဖြစ်သူနဲ့တင်းမာတဲ့ဆက်ဆံရေးကိုမဖြေရှင်းမဲထားတာကြောင့်စိတ်ဆွမ်းရင်ကိုအနှောက်အယှက်ပေးနေတာလို့ Wings ကပြောပါတယ်စီလုံးချင်းစီခွန်အားဆိုတာအဒမ်မီသားစုအတွက်တော့တင်စားရုံမဟုတ်ပဲတကယ်အစစ်အမှန်ဖြစ်ပါတယ်ဒါကြောင့်ဝန်စီကအစွမ်းနေပြန်လို့ချင်းမိသားစုနဲ့အဆင်ပြေပြန်ချိတ်ဆက်နိုင်ဖို့လိုပါတယ်အဲ့ချိန်မှာပါမောက်ခ Orloff ရောက်လာပါတယ်ပါမောက်ခ Orloff ကကျောင်းမှာတက်တဲ့အကြဆုံးဆရာဖြစ်တာကြောင့်ဝန်စီကထိုင်လာရဲ့အမေ Francois အကြောင်းမေးကြည့်ပါတယ်Francois ရဲ့ကိုကနှလုံးသားကိုဆက်နဲ့အစားထိုးခဲ့တယ်ဆိုတဲ့ Isaac ဖြစ်ပါတယ်။ Francois ကသူ့အကိုလိုသိပ္ပံပညာကိုစိတ်ဝင်စားဘူးလို့ပါမောက်ခ Orloff ကပြောပါတယ်။ Isaac ကသူတွေ့ဘူးသမျှထဲမှာအတော်ဆုံးဒါဗင်ချီဖြစ်တယ်လို့ Orloff သဘောအကျဆုံးကျောင်းသားတစ်ယောက်လည်းဖြစ်ပါတယ်။အခုလိုခေါင်းတစ်လုံးနဲ့အသက်ရှင်နေနိုင်တာကလည်း Isaac တီထွင်ပေးခဲ့တဲ့ဆက်ကြောင်းဖြစ်ပါတယ်။ Isaac ကတဘာဝလွန်ပစ္စည်းတစ်ခုကိုတီထွင်နေရင်ပဲဓာတ်ခွဲခန်းပေါက်ကွဲပြီးသူလည်းအစအနမကြအောင်ပျောက်သွားပါတယ်။တချို့ကသူ့ရိုးကောင်းကိုတစ်ပင်အောင်မှမြုပ်ထားတယ်ပြောကြတာပဲလို့ Orloff ကပြောပြလိုက်ပါတယ်။ Wednesday လည်း Isaac ဆိုတာ Pexley ရဲ့ဇွန်ဘီမှန်းသိသွားပြီးသူ့မောင်ကိုသွားမေးပါတယ်။ Pexley စီကနေ Isaac ကြားခဲ့တဲ့ Francois ရဲ့တပ်ပုံကိုရတော့ Isaac ကသူ့ညီမကိုလိုက်ရှာနေမှန်းသိလိုက်ရပါတယ်။ Wednesday က Agnes ကို Isaac နဲ့ပတ်သက်လို့သိရသမျှစုံစမ်းခိုင်းလိုက်ပါတယ်။တစ်ဖက်မှာ Tyler ကသူ့အမေနဲ့အတူရှိနေပါတယ်။အမြဲတမ်းအထီးကျန်နေခဲ့တဲ့ Tyler ကအခုမှအမေကိုပြန်တွေ့ရလို့ဝမ်းသာနေပါတယ်။ဒါပေမဲ့ Francois ကသူ့သားကိုမယုံသေးတာကြောင့်ခြေထောက်ကိုတန်ကြိုးနဲ့ခတ်ထားပြီး Tyler ရဲ့သခင်အသေးဖြစ်ဖို့ကြိုးစားနေပါတယ်။ Enid ကတော့လာပြင်းညမတိုင်ခင်တမန်ဝင်ဘလူးပြောင်းသွားတာနဲ့ပတ်သက်လို့စိတ်ညစ်နေပါတယ်။သူပြောင်းသွားမှန်းသိတဲ့ Capri က Enid ကိုဒီလိုဖြစ်ရတဲ့အကြောင်းရှင်းပြပါတယ်။လာပြင်းညမဟုတ်ပဲအသွင်ပြောင်းနိုင်တာဟာတမန်ဝင်ဘလူးမျိုးနွယ်စုရဲ့ခေါင်းဆောင်လို့ပြောရမယ် Alpha တကောင်ဖြစ်နိုင်တဲ့လက္ခဏာဖြစ်ပါတယ်။အသက်ကြီးမှတမန်ဝင်ဘလူးပြောင်းနိုင်တာသွေးရောင်လွှမ်းတဲ့ညမှာစပြောင်းတာအားလုံးကလည်း Alpha လက္ခဏာနဲ့ကိုက်ညီနေပါတယ်။ Alpha တွေကတမန်ဝင်ဘလူးမျိုးနွယ်မှာအားအကောင်းဆုံးဖြစ်တယ်လို့အရန်ရှားပါလုံးလို့ထိမ့်သိမ့်ဖို့လည်းခက်ပါတယ်။ရှားပါတရဝါဆိုတဲ့အတိုင်းအဖော်မရှိတကောင်နဲ့တင်းကွဲပြီးအထီးကျန်နေရတာမို့ Enid ကစိုးရိမ်နေပါတယ်။ Capri ကတော့တေချာထိန်းချုပ်ရင်တင်းကွဲဝင်ဘလူးမဖြစ်ပါဘူးလို့နှစ်သိမ့်လိုက်ပါတယ်။တစ်ဖက်မှာစိတ်ဆွမ်းပြန်လို့ခြင်းတဲ့ Wednesday ကသူ့အဖွားစီသွားပါတယ်။အဖွားကလည်း Wednesday လိုကြီးကန်းအမျိုးအစားစိတ်ဆွမ်းအားရှင်ဖြစ်ပါတယ်။ဒါပေမဲ့စိတ်ဆွမ်းအားတွေကိုသူ့သမီး Ophelia ကိစ္စပြီးမှတည်းကဆက်မသုံးတော့ပါဘူး။အဖွားကသူ့မြေးအတွက်စိတ်ဆွမ်းအားသုံးပေးမဲ့အစားယာယီစိတ်ဆွမ်းအားပြန်ရအောင်ပဲလမ်းညွှန်ပေးပါတယ်။တစ်ချိန်တုန်းကဘယ်သူမှမရှင်နိုင်လောက်အောင်တော်တဲ့စိတ်ဆွမ်းအားရှင် Rosalind Rodwood အကြောင်းပြောပြပါတယ်။သူကတည်သွားပေမဲ့သူ့အုပ်ကူမှာအမှောင်ဆွမ်းအားတွေကိန်းအောင်နေစေဖြစ်ပါတယ်။ကြီးကန်းတကောင်ကသူ့အုပ်ကူအားစာကိုဖတ်နိုင်ရင် Rosalind ကယာယီစိတ်ဆွမ်းအားပေးလိုက်မယ်လို့အဖွားကပြောပါတယ်။အဲဒါကြောင့် Wednesday လည်းညမထွက်ရစီကန်းကိုချိုးဖောက်ပြီးတင်းကြိုင်ကိုသွားဖို့လုပ်ပါတယ်။သူစီကန်းဖောက်ရင်နှစ်ယောက်လုံးကာပွဲတက်ဖို့အပိတ်ခံရမှာဖြစ်လို့ Enid ကတားပေမဲ့ခေါင်းမာတဲ့ Wednesday ကတော့ဇွတ်သွားဖို့လုပ်ပါတယ်။နင်းကကိုဖို့ပဲကိုကြီးတဲ့လူလို့ Enid ကပြောလိုက်တော့ Wednesday ကမခံနိုင်ပဲနှစ်ယောက်စကားများကြပါတယ်။ Wednesday ထွက်သွားပြီးတိတ်မကြခင်မှာပဲ Capri ကအခန်းတွေလိုက်စေနေကြောင်းတင်းကလာပြောပြပါတယ်။ကာပွဲလွတ်မခံနိုင်တဲ့ Enid လည်း Wednesday ကိုပြန်ခေါ်ဖို့တင်းကြိုင်ကိုလိုက်သွားပါတယ်။ Wednesday က Rosalind Rodwood ရဲ့အုပ်ကူမှာရေးထားတဲ့မန်နံကိုရွတ်လိုက်တော့စိတ်ထဲမှာ Rosalind နဲ့တွေ့ပါတယ်။ Wednesday ကသူကြုံနေရတာတွေပြောပြပြီးစိတ်ဆွမ်းအားပြန်လို့ခြင်းကြောင်းပြောတော့ Rosalind ကမီးထောက်ပေါ်လက်တင်ခိုင်းပါတယ်။မီးထောက်ပေါ်ကလက်ဖယ်လိုက်ရင်ကြီးကန်းကတန်ရာတန်ကြီးပြန်ယူလိုက်မယ်လို့လည်းသတိပေးလိုက်ပါတယ်။မီးထောက်ပေါ်လက်တင်လိုက်တော့ Wednesday ကအမြင်တချို့ကိုဇက်တိုက်ရှာပါတယ်။အဲ့ချိန် Enid ရောက်လာပြီးသူ့ကိုဆွဲခေါ်လိုက်တော့မီးပေါ်ကလက်လည်းဖယ်မိသွားပါတယ်။အဲ့ဒါကြောင့် Wednesday ရော Enid ရောမေးလဲသွားပါတယ်။နှစ်ယောက်သားပြန်လို့လာတော့ Wednesday က Enid ခန္ဓာကိုယ်ထဲရှောင်းနေပြီး Enid က Wednesday ကိုယ်ထဲရှောင်းနေပါတယ်။ Enid ကလမ်းဖြတ်နေပေမဲ့ Wednesday ကတော့ဒါဟာမီးထောက်ပေါ်ကလက်ကိုဖယ်မိလို့တန်ရာတန်ကြီးပေးရမှန်းချက်ချင်းသိပါတယ်။ခန္ဓာကိုယ်ပြန်လဲဖို့အတွက် Wednesday က Rosalind ရဲ့အုပ်ကူကိုပြန်သွားပါတယ်။ Wednesday ကိုယ်ထဲက Enid ကို Agnes ကမန်တက်တိုင်းပုံမှန်လုပ်နေကြအတိုင်းကော်ဖီလာပေးပါတယ်။ငကိုအားမှ Agnes ကိုသဘောမကျတဲ့ Enid ကသူနဲ့ဝေးဝေးနေနောက်လဲပေါ်မလာနဲ့လို့ပြောလှုပ်လိုက်ပါတယ်။
တစ်ဖက်မှာတော့ Enid ကိုယ်တည်းက Wednesday ကို Bruno ကစလိုက်လို့ကင်ပေါက်ခံလိုက်ရပါတယ်။ Enid ခမရောင်စုံအေးလေးတစ်ခွက်တောက်ပြီး Wednesday အယောင်တွေနဲ့ဓာတ်မတည့်ဘူးဆိုတာကိုလက်တွေ့မြင်မှုသွားပါတယ်။တကူလုံးအလက်ကျိတ်တွေထားလာလို့အယူတစ်ပိုင်းဖြစ်နေတော့ Morticia တွေ့သွားပြီးသူ့သမီးကိုလိုရှင်ပေးလိုက်ပါတယ်။ Enid ကလိမ့်လိုက်တော့ချက်ချင်းသက်သာသွားပါတယ်။ Morticia ကသူ့သမီးမူမမှန်တာကိုသတိထားမိလိုက်ပါတယ်။ညကျရင်မိသားစုညစာစားပွဲကိုလာခဲ့ဖို့လဲတခါတည်းပြောသွားပါတယ်။တစ်ဖက်မှာ Wednesday ကတော့ခန္ဓာကိုယ်တွေဘလို့ပြန်လဲရမှန်းမသိလို့အခက်တွေ့နေပါတယ်။ Weems ကအရင်တုန်းကဒီလိုဖြစ်သွားတဲ့ကြီးကန်း2ယောက်ရှိခဲ့ဘူးကြောင်းပြောပြပါတယ်။24နာရီအတွင်းခန္ဓာကိုယ်ပြန်မလဲလိုက်နိုင်တာကြောင့်2ယောက်လုံးတည်သွားခဲ့ပါတယ်။ခုလဲ Wednesday သာနီလန်းမရှာနိုင်ရင်သူ့အမြင်ထဲကလိုပဲ Enid ကသူ့ကြောင့်တည်ရတော့မှာဖြစ်ပါတယ်။တစ်ဖက်မှာ Isaac က Francois ကိုရှာတွေ့သွားပါတယ်။မိသားစုတွေပြန်လဲစုံစည်းသွားလို့ဝမ်းသာနေပေမဲ့ Francois ရဲ့ယောဂအခြေအနေကဆိုးဝါးနေပါတယ်။ Height တွေကပုံမှန်လူတွေလောက်အသက်ရှည်ရှည်မနေနိုင်ကြပဲတက်တန်းတူကြပါတယ်။ဒါပေမဲ့ Isaac ကသူမသေးခင်တည်းကသူ့ညမကိုယ်ထဲမှာရှိတဲ့မကောင်းဆိုးဝါးကိုဖယ်ပေးနိုင်တဲ့နီလန်ကိုရှာတွေ့ထားပါတယ်။အဲ့လိုဖယ်နိုင်တဲ့ဆက်ကိုလည်းစောက်ထားပြီးသားဖြစ်ပြီးလက်ရှိ Willow Hill မှာရှိနေပါတယ်။ Judy လည်းတည်သွားပြီးမို့ဘသူ့ကိုမှစိတ်ပူစရာမလိုတော့တာကြောင့် Francois စိတ်အေးသွားပါတယ်။တစ်ဖက်မှာတော့ Wednesday က Enid ကိုဘယ်လိုကဲရမလဲစဉ်းစားနေတော့ Rosaline အသက်ရှင်စဉ်တုန်းကနေခဲ့တဲ့အိမ်ကိုတွေ့သွားပါတယ်။အဲ့ဒီအိမ်ကလက်ရှိမှာသူ့မိသားစုယာယီနေတဲ့အိမ်ဖြစ်ပါတယ်။ Enid ပုံစံနဲ့ Wednesday ကအိမ်ထဲကိုလူအရေးအခြေကြည့်ဝင်ပြီး Morticia အခန်းထဲကနေတဆင့်လျှို့ဝှက်ခန်းထဲကိုသွားပါတယ်။အထက်မှာ Rosaline နဲ့တွေ့ပြီး Rosaline ကကိုယ်ခန္ဓာကိုယ်ကိုပြန်လို့ချင်းအငှားခန္ဓာကိုယ်ကိုပေးတည်ရမယ်လို့ပြောပါတယ်။အဲ့ချိန်မှာ Morticia ပြန်လာလို့ Wednesday ကိုမိသွားပါတယ်။ဒါပေမဲ့ Enid ပုံစံဖြစ်နေတာကြောင့် Wednesday ခိုင်းလို့လာတယ်လို့ထင်သွားပါတယ်။တစ်ဖက်မှာ Enid က Adam မိသားစုနဲ့ညစာစားရမှာကိုစိတ်ပူနေပါတယ်။တင်းကိုသူနဲ့အဖော်လိုက်ခဲ့ဖို့ခေါ်တော့လေတင်းကခန္ဓာကိုယ်အစိတ်အပိုင်းဆွေးနွေးပွဲကိုသွားရမှာမို့မအားမလပ်ဖြစ်နေပါတယ်။ဘာလို့ရမှန်းမသိတဲ့ Enid လည်း Adam မိသားစုအကြောင်းနည်းနည်းပါးပါးသိရအောင် Wednesday ရဲ့ဝတ္ထုကိုဖတ်ကြည့်ပါတယ်။ဝတ္ထုထဲမှာ Enid ကိုအခြေခံထားတဲ့ဇာတ်ကောင်ကိုတက်တက်ရောင်အင်ကြီးတွေနဲ့ drama ချိုးဖို့ပဲသိတဲ့သူဘာညာနဲ့ပြပြနှစ်နှစ်ရေးထားပါတယ်။ဒါကိုမကျေနပ်တဲ့ Enid က Wednesday မှတ်လောက်သားလောက်ဖြစ်သွားအောင်သူ့မှာရှိတဲ့ထဲကအယောင်အစုံဆုံးအင်ကြီးကိုဝေပြီးတကြောင်လုံးမြင်အောင် Blackpink တခြင်းနဲ့ပတ်ကားပါတယ်။အယောင်ကြောင့်တကိုယ်လုံးအဖူးအဖိတ်တွေထွက်လာတော့မှရှားတာမခံစားနိုင်တော့လို့ရှက်ပါတယ်။တစ်ဖက်မှာတော့ Wednesday က Enid ကြီးစား Bruno ဖောက်ပြန်နေတာကိုမိသွားပါတယ်။ Wednesday လည်း Enid ကိုလည်းရှောင်းနေတော့တက်လက်စားတဲ့သူ့ကြီးစားနဲ့လမ်းခွဲပေးခဲ့လိုက်ပါတယ်။ Enid ကခုချိန်မှာအချိန်မရွေးတမန်ဝင်ပလွေပြောင်းသွားနိုင်တာကြောင့် Capri ကဝင်ပလွေလောင်ချိုင်နဲ့ဝင်နေဖို့လာခေါ်ပါတယ်။ Agnes က Wednesday တခုခုမားနေပြီဆိုတာကိုသိနေပါတယ်။ဒါပေမဲ့ Wednesday ကိုယ်ထဲမှာ Enid ရှိနေမှန်းတော့မသိပဲ Enid ကိုကယ်ဖို့စူးစမ်းနေတာတွေရက်လိုက်သိပြီလို့ပြောပါတယ်။အတုံးမကျတဲ့ Enid သေးသွားလဲသူကတငယ်ချင်းကောင်းဖြစ်ပေမဲ့လို့ဖြာခင်းပါတယ်။ Enid က Wednesday ရဲ့အမြင်အကြောင်းကိုအခုမှသိသွားပါတယ်။ Agnes ကလင်းနာယူငတုံ Enid ကိုပါထုတ်ရမယ်ဗာမယ်တွေပြောနေလို့ Enid စိတ်တူသွားပြီးငါတို့ကတငယ်ချင်းမဟုတ်ဘူးနင့်ကိုလိုသုံးလုံယုံတတ်ပဲလို့ပြောလိုက်ပါတယ်။သူ့ idol ကဒီလိုရဲရဲဆက်ဆက်ပြောလိုက်တော့ Agnes တော်တော်ဝမ်းနေသွားပါတယ်။အဲ့ဒါကြောင့်စိတ်သက်သာရအောင်တင်းသွားတဲ့ကိုရင်ကဆွေးနွေးပွဲကိုသွားတက်ပါတယ်။အမြဲကိုပြောင်းနေတတ်ပြီးလူတွေထဲမဝင်ဆက်တဲ့ Agnes က Nevermore မှာသာဆိုရင်သူ့ကိုအရှိအတိုင်းမြင်နိုင်တဲ့တငယ်ချင်းအစ်စ်တွေရလာမယ်လို့ထင်ခဲ့ပေမဲ့ခုတော့အရင်အထက်တောင်အထီးကျန်နေရတာတွေရှင်ဖွင့်ပါတယ်။တင်းကလည်းသူဘယ်ရောက်လာတဲ့ဘသူရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းဆိုတာမသိပဲသူနဲ့သက်ဆိုင်တာဆိုလို့လက်စွပ်တကွင်းပဲရှိချောင်းရှင်ဖွင့်ပါတယ်။ Professor Orlov ကတခါတလေမှခန္ဓာကိုယ်တစ်ခုလုံးပြည့်စုံနေတာထက်တီးခြားဖြစ်နေတာကမှကိုယ်တိုင်အစစ်အမှန်ပဲလို့အားပေးစကားပြောပါတယ်။ Enid ကတော့ညစာစားပွဲမှာ Adam မိသားစုရဲ့ထူးထူးခြားခြားသားပိုက်ကောင်ဟင်းကိုလက်နေပါတယ်။ Morticia ကသူ့သားသမီးတွေလိန်ထားတာကိုအမှန်အတိုင်းဝန်ခံခိုင်းပါတယ်။ Paxley ကဝန်မခံခြင်းပေမဲ့အပြစ်ပေးခံရရေးဇွန်ဘီကိစ္စနဲ့ပတ်သက်လို့သူလိန်ကြောင်းဝန်ခံပါတယ်။အပြစ်ပေးဖို့မှိန်းနဲ့ထိုးရမလားတန်အခေါင်းနဲ့ဝင်ခိုင်းရမလားဆိုတာ Gomez ကခေါင်းပန်းလှန်ပြီးဆုံးဖြတ်ဖို့ခေါ်သွားပါတယ်။ Morticia ကသူ့သမီးမူမမှန်တာစိတ်ဆွမ်းရင်ပြန်ရဖို့ကြိုးစားရင်စိတ်ဖောက်ပြန်တာလို့ထင်နေပါတယ်။အဲ့ဒါအပြင်ထူးဆန်းတဲ့ဝိညာဉ်စွာတစ်ခုကိုလည်းခန်းစားမိလို့ကိုထင်ပြခိုင်းလိုက်တော့ Weems လည်းကိုထင်ပြလိုက်ပါတယ်။ Wednesday ရဲ့ဝိညာဉ်လမ်းပြဖြစ်ပေမဲ့ Wednesday ကမမြင်တာကြောင့်ဒါသူ့သမီးမဟုတ်ဘူးဆိုတာ Morticia သိသွားပါတယ်။ Weems လည်းအဖြစ်မှန်တွေအကုန်လုံးကိုပြောပြလိုက်ပါတယ်။သူ့သမီးကဝင်ပလွေလှောင်ချိုင်ထဲမှာမှန်းသိသွားတော့အမြန်ဆုံးရှာပြီးအချိန်မီပြင်ဆင်ကြဖို့ Enid ကိုပြောပါတယ်။တစ်ဖက်မှာ Isaac ကပါမောက္ခ Orlov ကိုလာတွေ့ပါတယ်။ပါမောက္ခအော်နေတော့ Isaac ကသူ့ပိုင်နာကိုလာပြန်ယူတာလို့ပြောပြီးပါမောက္ခအသက်ရှင်အောင်ထိမ့်သိမ်းပေးထားတဲ့စွဲရင်ရင်းမြစ်ကိုထုတ်ယူလိုက်ပါတယ်။သေတော့မဲ့ပါမောက္ခ Orlov ရဲ့အုံနောက်ကိုပါစားပစ်လိုက်ပါတယ်။သူစားနေတာကို Agnes တွေ့သွားပြီးအယမ်းလန့်သွားပါတယ်။ Isaac လည်းသူ့ညမကိုကယ်ဖို့ Willow Hill ကိုအမြန်ထွက်သွားပါတယ်။ကားနောက်ဖုံးထဲမှာတော့တေနေတဲ့ Judy အလောင်းနဲ့အတူဆက်စုရက်တဲ့ Agnes ပါခိုးလိုက်လာပါတယ်။ Wednesday ကဖုန်းမသုံးလို့ Enid ဖုန်းကိုဆက်ပြီး Tyler နဲ့ Francois တို့ကိုတွေ့ထားပြီလို့သတင်းလှမ်းပေးလိုက်ပါတယ်။ Enid လည်း Wednesday ကိုလှောင်ချိုင်နေရသွားထုတ်ပေးပြီး Agnes ပြောတာတွေကိုပြန်ပြောပြပါတယ်
သူတို့နှစ်ယောက်ခန္ဓာကိုယ်ပြပြောင်းမှုကအရေးကြီးပေမဲ့ဒီတိုင်းသာဆို Agnes သိနိုင်တာကြောင့် Agnes နောက်ကိုအရှင်လိုက်သွားကြပါတယ်။ Willow Hill မှာတော့ Isaac ကသူပြန်ယူလာတဲ့စွမ်းရည်နဲ့ဆက်ကိုဖွင့်လိုက်ပါတယ်။ဒီဆက်ကတင်းခွဲတွေရဲ့စွမ်းအားကိုဖျောက်နိုင်မှုတီထွင်ခဲ့တာဖြစ်ပါတယ်။ Isaac ကဆက်နဲ့အလုံများနေတော့ Tyler ကတယောက်ယောက်ရှိနေတာကိုခန်းစားမိလိုက်ပါတယ်။ Tyler ကကိုဖျောက်နေတဲ့ Agnes ကိုတော့ဖမ်းမိသွားပါတယ်။ Enid နဲ့ Wednesday တို့ရောက်လာတော့ Wednesday က Agnes ကိုသွားလှုပ်ပေးနေတော့ Tyler ရောက်လာပါတယ်။ Enid ကိုကင်ပေါက်လိုက်တော့ Enid ခန္ဓာကိုယ်ထဲမှာစိတ်မထိန်နိုင်တဲ့ Wednesday ကတမန်ဝင်ပလွေဖြစ်ပြောင်းသွားပါတယ်။ Tyler အာယုံလွှဲနေတော့ Agnes ကစက်ခလုတ်တွေကိုလိုက်ပြောင်းပစ်ပါတယ်။ Tyler က height ပြောင်းမှုလုပ်ပေမဲ့သူ့အမေတားလို့မပြောင်းမဲနေလိုက်ပါတယ်။ Wednesday က Tyler ကိုလည်းပင်ညှစ်ထားပြီးတပ်ဖို့အလုံးမှာစက်က overload ဖြစ်ပြီးထားပေါက်တော့မှာမို့စမ်းသက်ခံတစ်ခုလုံးမပေါက်ကွဲခင် Wednesday တို့၃ယောက်လည်းအမြန်ထွက်ပြေးသွားကြပါတယ်။ Wednesday တို့2ယောက်ကလူချင်းပြန်လဲဖို့ Rosalie ညင်တင်ချိုင်းကိုသွားကြပါတယ်။ပုံမှန်ပြန်ဖြစ်ဖို့အတွက်တယောက်စီရဲ့အတွင်းကြဆုံးလျှို့ဝှက်ချက်ကိုဖော်ထုတ်ဖို့လိုပါတယ်။အဲဒါကြောင့် Enid က Wednesday နဲ့ပတ်သက်တဲ့သူ့လျှို့ဝှက်ချက်ကိုပြောပြပါတယ်။ Wednesday အဖြစ်နေရတဲ့အချိန်သူ့သဘောအကျဆုံးက Wednesday ရဲ့မကြောက်တတ်တဲ့ပုံစံကိုဖြစ်ပါတယ်။ Wednesday ကြောက်တဲ့တခုတည်းသောအရာကသူ့အတော်လိုဖြစ်သွားပြီးအမေနဲ့ဝေးသွားမှာကိုပါ။ သူကအမေကိုမချစ်လို့မဟုတ်ပဲအတော်နဲ့တူလွန်းတာကြောင့်တမင်ရှောင်ဖယ်နေခဲ့တာဖြစ်ပါတယ်။ Enid ဖြစ်နေချိန်မှာ Wednesday သဘောအကျဆုံးကတော့ Enid ရဲ့ခွန်အားဖြစ်ပါတယ်။သူက Enid ကိုပြောညံ့လို့အထင်သေးခဲ့ဘူးပေမဲ့ Enid ဘယ်လောက်တန်ပါတယ်ဆိုတာခုမှသိလိုက်ရလို့နှောင်းတာတောင်ရှားပါတယ်။ Alpha ဖြစ်လို့အထီးကျန်ရမယ်ဆိုရင်တောင် Wednesday ကတော့ Enid နားမှာအမြဲရှိနေမယ်လို့ပြောပါတယ်။ကိုနဲ့မထိုက်တန်တဲ့လူတွေအတွက်စူးစမ်းပြောင်းလဲဖို့မလိုကြောင်းလဲ Wednesday ကပြောပါတယ်။အချင်းချင်းပေါ်မှာရှိတဲ့လျှို့ဝှက်ချက်တွေကိုထုတ်ပြောအပြီးမှာတော့ပုံမှန်ခန္ဓာကိုယ်တွေစီပြန်ရောက်သွားပါတယ်။ Wednesday က Enid အသက်ကိုအောင်မြင်မြင်ကယ်နိုင်လိုက်ပါတယ်။ဒါပေမဲ့ဒီလိုကယ်လိုက်တဲ့အတွက်အယောအစားအနေနဲ့တေးချင်းတရားဟာတခြားအသက်တစ်ချောင်းကိုယူသွားမှာဖြစ်ပါတယ်။သူ့အမြင်က Adam မိသားစုတွေကတယောက်သေးရမယ်ဆိုတဲ့ဟော့ကေအဖြစ်ပြောင်းလဲသွားပါတယ်။ဘယ်သူသေးမလဲဆိုတာကတော့ Wednesday ကိုယ်တိုင်လည်းမသိနိုင်တဲ့အခြေအနေပါ။ဒါကတော့ Wednesday Season 2အပိုင်း6ဖြစ်ပါတယ်။